အားလုံးပဲမင်္ဂလာပါ Tree ကုမ္ပဏီတင်နန်းမှာကြိုဆိုပါရစေဒီဗီဒီယိုမှာတော့ page maker မှာအသုံးပြုရတဲ့ test object and group အကြောင်းတွေကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့လိုက်ပြီးတော့ကြည့်ကြအောင်နော်ဒီမှာကျွန်တော်ကစာရေးထားတယ် Tree ကုမ္ပဏီ 3D လို့ဆိုမှရေးထားတယ်အောက်မှာတော့ကျွန်တော်ရဲ့တင်နန်းက subject 1ကိုကျွန်တော်ရေးပြပေးထားတာပေါ့နော်ဒီမှာဆိုကျွန်တော်တို့ကစာတက်တဲ့ဒီကပုံလေးတွေကတက်ဖြစ်နေတာကျွန်တော်တို့ကဒီ box လေးတွေကိုကျွန်တော်တို့နည်းနည်းကြည့်ကောင်းအောင်အရောင်လေးထည့်မယ်ကိုကြိုက်တဲ့ပုံစံလေးရအောင်ကျွန်တော်တို့ပြင်တော့မယ်ပေါ့နော်ပြီးကြရင်ကျွန်တော်တို့ group တွေဖွဲ့မယ်ပေါ့ဒီပေါင်လေးကိုကျွန်တော်တို့နည်းနည်းထူလိုက်မယ်ထူတော့မယ်ဆိုရင်ဘယ်ကိုသွားမလဲဆိုတော့ကျွန်တော်တို့က element menu သွားပါမယ်အဲ့ထက်နေကျွန်တော် stock ကိုရွှေ့ရပါမယ်ဒီထဲမှာကိုကဘယ်ပုံစံလေးတွေကြိုက်တာလဲကိုကြိုက်တဲ့ပုံစံလေးကျွန်တော်တို့ရွေးချယ်လို့ရတယ်ကျွန်တော်တို့ကြိုက်တဲ့ပုံစံလေးရပြီဆိုရင်ဒီမှာပြင်လိုက်မယ်ပေါ့နော်ပြီးကြရင်တော့ကျွန်တော်တို့ကအရောင်ထည့်တော့မယ်အရောင်ထည့်မှာကကျွန်တော်တို့ line color ပဲထည့်မှာဆိုတော့ line color လေးကျွန်တော်ရွေးမယ်အဲ့ထက်မှာကျွန်တော်တို့ကိုကြိုက်တဲ့အရောင်လေးတွေထည့်မယ်ပေါ့နော်ကျွန်တော်အနီရောင်လေးထည့်လိုက်မယ်အတွင်းပိုင်းကိုထည့်ခြင်းနဲ့ဆိုရင်လည်းရတယ်ဘယ်လိုထည့်မလဲဆိုတော့ကျွန်တော် fake color နဲ့ထည့်ရပါမယ်အတွင်းပိုင်းထဲမှာကျတော့ကျွန်တော်အစင်အောင်ပြောင်းလိုက်မယ်ဒါလိုမျိုးပြောင်းလိုက်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့စာကအနောက်ကိုရောက်သွားတာပါနော်ကျွန်တော်တို့အရှိကိုပြန်ပြီးတော့ပို့ခြင်းနဲ့ဆိုရင်ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့ကဒီကိုရောင်ချထားတဲ့နေရာလေးကျွန်တော်ပြန်ပြီးတော့စနစ်တကျစီစဉ်လိုက်မယ်ပြီးကြရင်ကျွန်တော်စာလေးကိုအတွင်းပိုင်းကိုရွှေ့လိုက်မယ်ပေါ့နော်ဒီလိုမျိုးလေးရွှေ့လိုက်တယ်ဆိုရင်ကျွန်တော်တို့စာကမပေါ်သေးဘူးပေါ်စီခြင်းနဲ့ဆိုတော့ဘယ်လိုလုပ်လို့ရလဲဆိုရင်ကျွန်တော်တို့က element menu ပဲသွားမယ်အဲ့ထက်မှာကျွန်တော်တို့က arrange ဆိုတာလေးကိုရွေးမယ်အဲ့ထက်မှာကျွန်တော်တို့က bring to font လေးရွေးလိုက်မယ်ဒါဆိုတော့ကျွန်တော်တို့ရဲ့စာလေးကအရှိကိုတစ်ခါတည်းတိုင်းပြီးတော့ရောက်သွားပြီပေါ့နော်ကျွန်တော်တို့ကိုလိုချင်တဲ့ပုံစံလေးတွေပြင်လို့ဆင်လို့ရတယ်ဘိုးတင်ခြင်းလားတင်မယ်အရောင်လေးတွေထည့်ခြင်းလေးလားထည့်လို့ရတယ်ကျွန်တော်တို့ကအရောင်လေးကိုအပြာရောင်လေးဖြောင်းလိုက်မယ်ပေါ့နော်ဒီမှာကျွန်တော် star လေးတွေကိုလည်းကျွန်တော်တို့ကပုံကိုကြိုက်တဲ့ပုံစံလေးတွေပြင်မယ်ပေါ့နော်ပြင်မယ်ဆိုရင်တော့ဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော်တို့ဒီပုံလေးကိုအပြင်မှာခဏထောက်ထားလိုက်မယ်ပြီးကြရင်တော့ကျွန်တော်တို့ကဒီ star လေးတွေကိုကျွန်တော်တို့ပြင်မယ်ပေါ့နော်ပြင်တဲ့ခါကျရင်လည်းကိုကြိုက်တဲ့ပုံစံလေးကျွန်တော်တို့ပြင်လို့ဆင်လို့ရပါတယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့က2 season တကြတိုင်းလေးကျွန်တော်တို့ထည့်လိုက်မယ်ပေါ့နော်ဒီမှာတော့ကျွန်တော်တို့က group မဖွဲ့သေးတော့ကျွန်တော်တို့ကိုကြိုက်တဲ့ပုံစံအတိုင်းလေးတွေကျွန်တော်တို့ပြင်လို့ဆင်လို့ရတယ်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့ကဒီထောက်တိုင်းလေးကိုကျွန်တော်အတွင်းပိုင်းကိုအပြာရောင်လေးထည့်လိုက်မယ်ပေါ့နော်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီ 3D ကိုလည်းကျွန်တော်တို့ကခုနလောက်ခဲ့သလိုပဲပေါင်လေးတွေကို style change မယ်ပေါ့နော် style change လုပ်မယ်ဆိုတော့ element menu သွားမယ်အဲ့ထဲမှာကျွန်တော် stock ကိုရွေးမယ်ကိုကဘယ် design လေးကြိုက်တာလဲကိုကြိုက်တဲ့ design လေးကျွန်တော်ရွေးမယ် line color လေးလည်းကျွန်တော်တို့ကိုကြိုက်တဲ့လိုလေးတွေထည့်လို့ရတယ်ကျွန်တော်ဒီအတွင်းပိုင်းကိုလည်းကျွန်တော်အရောင်လေးထည့်မယ်ပေါ့နော်အရောင်လေးတွေလည်းကိုကြိုက်တဲ့လိုလေးတွေထည့်လို့ရတယ်ဒီမှာလည်းကျွန်တော်တို့ရှေ့မှာပြောခဲ့သလိုပဲကျွန်တော်တို့ကဒီစာသားလေးကိုပြင်ထုတ်လိုက်မယ်ပြီးပြီဆိုတော့ကျွန်တော်တို့ကအတွင်းထဲမှာကျွန်တော်တို့ပေါ်လုပ်မယ်ပေါ့နော်ပေါ်လုပ်တော့မယ်ဆိုရင်စာလေးကိုကျွန်တော်တို့ pointer tool နဲ့ select မှတ်လိုက်မယ်ပြီး element menu သွားမယ်အဲ့ထဲမှာကျွန်တော် arrange ကိုရွေးမယ် bring to font ကိုကျွန်တော်ရွေးလိုက်မယ်ကျွန်တော်တို့ရဲ့စာသားကအမဲအောင်ဆိုတော့တိတ်မထင်ဘူးဖြစ်တာကျွန်တော်တို့ကထင်အောင်အရောင်တစ်မျိုးမျိုးရွေးလိုက်လို့ရတယ်ပေါ့နော်ကိုကြိုက်တဲ့အရောင်လေးတွေကျွန်တော်တို့ရွေးချယ်လို့ရပါတယ်ဆိုတော့ကျွန်တော်ကဒီ design လေးပြင်လိုက်မယ်ပေါ့နော်ဒီမှာတော့ကျွန်တော်တင်တန်းဆိုတော့အလားလားပပတွေကျွန်တော်ထွက်လာမှာတော့မဟုတ်ဘူးတင်တန်းတဘောတရားတိုင်းပဲကျွန်တော်တင်ကြားပေးမှာပေါ့နော်တကယ်တော့အချိန်ပေးပြီးတော့ကိုကပြင်ဆင်ခြင်းနေဆိုရင်တော့အလားပပလေးထွက်လာမှာပဲဖြစ်ပါတယ်ဒီမှာကျွန်တော်တို့က group မဖွဲ့သေးတော့တူတစ်ခုချင်းစီပဲကျွန်တော်ရက်တည်နေရပါတော့ group တွေဖွဲ့တော့မယ်ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော် group ဖွဲ့တော့မယ်ဆိုရင်အကုန်လုံးကိုခြုံပြီးတော့ပထမဆုံးအနေနဲ့ select map လိုက်ပါမယ်ဒါဆိုရင်ဒီလိုမျိုးလေးအကုန်လုံး select map သွားရပါတော့အဲ့ထဲမှာကျွန်တော်တို့ group ဖွဲ့တော့မယ်ဆိုရင်တော့ element menu ပဲသွားပါမယ်အဲ့ထဲမှာကျွန်တော်တို့ group ဆိုတဲ့စာကြောင်းလေးရှိရပါတော့ဒီ group လေးကိုကျွန်တော်တို့နှိပ်ပေးရပါမယ်ဒါဆိုတော့ကျွန်တော်တို့အကုန်လုံး group ဖွဲ့သွားပြီးအကုန်လုံးတစ်ခါတွဲရဖြစ်သွားပြီပေါ့နော်ကျွန်တော်တို့တစ်ခုရွှေ့ရတဲ့ အကုန်လုံးကျွန်တော်တို့လိုက်ပြီးတော့ရွှေ့ပေးတယ်ပေါ့နော်ဒီနည်းလမ်းလေးနဲ့ကျွန်တော်တို့ page maker မှာကိုကြိုက်တဲ့ style လေးတွေပြင်ပြီးပြီဆိုရင်တော့ကျွန်တော် group ဖွဲ့လို့ရပါတယ်ဒီနေရာမှာတစ်ခုတတိထားဖို့ကကျွန်တော်တို့အကုန်လုံးပြင်ဆင်ပြီးပြီဆိုမှပဲ group ဖွဲ့ရမှာပေါ့နော်ခုလက်ရှိဖွဲ့ထားတဲ့ group ပုံစံကိုကျွန်တော်တို့မကြိုက်ဘူးပြန်ပြီးတော့ဖြုတ်စေချင်တယ်ဆိုရင်လည်းရတယ်ဘယ်လိုသွားမလဲဆိုတော့ element menu သွားပါမယ်အဲ့ဒါမှကျွန်တော် ungroup လေးကိုနှိပ်ပေးရပါမယ်ဒါဆိုရင်ကျွန်တော်တို့ group မဖွဲ့တော့ဘူးเนาะသူကလည်းဒီချားလေးတွေပြန်ပြီးတော့ရက်တီးပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးမှာရှင်းပြသွားတယ် page maker မှာကျွန်တော်တို့စာသားတွေနဲ့ object တွေကိုဘယ်လို group ဖွဲ့ရမလဲ arrange လုပ်ရမလဲဆိုတဲ့အကြောင်းအရာလေးတွေကိုနားလည်သဘောပေါက်လိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်